ပြောတဲ့စကားတစ်ခုအကောင်းပြောတာလားအဆိုးပြောတာလားကြားရှိစွာမစင်စားရပဲနဲ့လူတယောက်ကပြောတဲ့အခါမှာအကောင်းပြောတာလားအဆိုးပြောတာလားသိနိုင်စွမ်းရှိတယ်ဆိုလို့ရှိရင်ဒါတိယပိသတိပဲနော်တချို့ပုဂ္ဂိုလ်ကအဲ့လောက်ကိုသိနိုင်စွမ်းမရှိဘူးမင်းကိုဘေးကလူကပြောပေးရတယ်မင်းကိုဒါမကောင်းတာတွေပြောနေတာအဲ့ဒါလို့ပြောမှသူကသိတယ်တိယပိသတိနေတဲ့ပုဂ္ဂိုလ်ကြတော့သူဗန္တိတဒုဗ္ဗတိတအကောင်းပြောတယ်ဆိုးပြောတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးချက်ချင်းရှင်းရှင်းလင်းလင်းသိမြင်သွားနိုင်တယ်အဲ့ဒါလို့သိစွမ်းနိုင်ရှိတဲ့ပုဂ္ဂိုလ်ဟာတိယပိသတိနေတဲ့ပုဂ္ဂိုလ်ကိုဆုံးဖြတ်လို့ရပါတယ်ဒါမှကိစ္စလေးကိုပဲအတော်စဉ်းစားမှသိတဲ့ပုဂ္ဂိုလ်ကြရင်တော့ဒါဒွိဟိပတိတိနေတဲ့ပုဂ္ဂိုလ်ကိုပြောရမယ်ချက်ချင်းလည်းငင်းစကားပြောလို့အတိတ်ပဲကိုရှင်းရှင်းလင်းလင်းကြီးနားလည်သွားတဲ့ပုဂ္ဂိုလ်ဟာသို့ဖို့စာသင်လို့လွယ်လွယ်ကူကူတက်သွားတဲ့ပုဂ္ဂိုလ်ဟာဒါတိယပိတိနေတဲ့ပုဂ္ဂိုလ်ကိုပြောရမှာပဲကောင်းပြီတိယပိတိနေခဲ့ရင်ဘုန်းကြီးတို့တွေဟာဝိပါကဝရဏလို့ဆိုတဲ့ဒရေစိတ်ရဲ့တားဆီးမှုမခံရလို့တရားတို့တရားမြတ်ရနိုင်တယ်လို့ပြော